ပဲမင်္ဂလာပါ Nasty နေပါနေကြိုဆိုပါရစေဒီနေ့မှာတော့ AM မိမတဲ့ပိုချောပိုလာတဲ့အမျိုးသမီးဘောလုံးသမားလေးယောက်အကြောင်းပြောပြရမှာဖြစ်ပါတယ်ပထမဆုံးတစ်ယောက်ကတော့မမအလီရှာဖြစ်ပါတယ်ဒီမှာလက်ရှိမှာ Leicester City အသင်းမှာကစားနေပြီး Instagram follower 16တန်းကျော်နဲ့ cover လူချိုင်အများဆုံးအမျိုးသမီး follow သမားဖြစ်နေပါတယ်ဒီတက်တရားဒီမှာပွဲကန်ရင် viewer တွေနီးပြတွေဘာညာကြီးကြည့်မနေပါဘူးဒီနေ့ပွဲစဉ်မှာမမလီရှာဘာနှုတ်ခမ်းနေဆိုးလာလဲဆပ်ပင်ဘလို့ကြက်လာလဲဆိုတာကိုအနုကြီးမှန်ပြောင်းနဲ့ထိုင်းကြည့်နေရမျိုးပါဘောလုံးဝဲကြီးမျက်စိအသာကျွေးရဲဆိုတာမျိုးပါဒုတိယတစ်ယောက်ကတော့ခရိုအေးရှားတိုက်စစ်မှုအာနာမာရီယာမာကိုပဲပါမီဒီယာတွေနဲ့ပြည်ချက်တွေကသူ့ကမ္ဘာအလားဆုံးဘောလုံးသမားလို့တပြေးညီတတ်မှတ်ထားကြပါတယ်ဒုကွန်းနဲ့ပြေးနေတစ်ဖက်နောက်ခံလူတွေမကောက်ဒိုင်လူကြီးကဘောလုံးကြည့်ရမှာမေ့ပြီးငေးနေတတ်ကြပါတယ်သူရုပ်ကြီးကမော်ဒယ်ရှိုးပြရမယ်စားလမ်းမာပြီးဘောလုံးဝန်းနဲ့ရောက်လာလို့ပြောအင်တာဗျူးတစ်ခုမှာသူကကျွန်မကိုလှတယ်လို့ပြောရင်ကြိုက်တယ်ဒါပေမဲ့ဆက်စီဖြစ်တယ်ဟော့တယ်လို့ပြောရင်တော့မကြိုက်ဘူးတဲ့ကဲဘော်ဒါတွေကိုယ်စိတ်ကိုထိန်ပြီးလှလိုက်တယ်မမရဲ့လို့ပဲစိတ်ထဲရည်ရွယ်ကြပါနော်တတိယတစ်ယောက်ကတော့ကနေဒါတင်းရဲ့တိုက်စစ်မှုဂျော်ရန်ဟွီတီမာဖြစ်ပါတယ်သူမှချစ်စရာကောင်းတဲ့ဖားပြီးအယုံမှနေတယ်မျက်နှာမျိုးရှိရက်က9ပြီး17လမှလောက်ရှိရပါဒီရှိမင်းတို့ထက်တော့2ပြန်လောက်ရှိအပြစ်ကင်းကင်းရည်နေတယ်ပြီးဘောလုံးကန်အောင်ပြီးပါဘယ်လိုရှိရလို့ဂိုးတွေတွန်းပြတတ်တာသူကဘိုင်ယန်မြူးနဲ့နောက်ခံလို့အဖွန်ဆိုဒေးဗီရဲ့ရည်စားအောင်ပေါ့သူတို့နှစ်ယောက်ပြတ်သွားတော့ကမ္ဘာအမျိုးသားတူကြီးဝမ်းသာလုံးဆိုပြီးကွန်မန့်တွေမှာဝင်ပြီးဟိုင်းခဲ့ကြအခုထိပါပဲလက်ရှိမှာဒီမှာခရစ်စတိုစတာFစတီမှာခြေစမ်းပြနေပါနောက်ဆုံးတစ်ယောက်ကတော့ဘတ်ဆုံတူရှိမမမိုက်ချဲအလိုကြီးပဲဖြစ်ပါတယ်ဒီမှာယခုနိုင်ဂျီးရီးယားလေဂျန်တင်နဲ့အမေရိကန်ဟော့စတန်တက်အတင်းမှာနောက်ခံလို့ဖြစ်ကစားနေပါတယ်ဒါတင်မဲ့လားဆိုတော့မို့ဒီပါအောင်ဒီမမအမေရိကန်တက်ကလူကြီးပါမော်လီကျူလာဇီဝပြီးတော့ဖွဲရထားပြီးတော့ကလေးကင်ဆာယောဂဖွဲဒီထဲမှာလည်းအလုပ်လုပ်ဖြစ်နေပါတယ်ဆရာဝန်လည်းလူချင်းနဲ့ဘောလုံးသမားလည်းလူချင်းနဲ့ဆိုရင်တော့ဒီမှာမှယူဖို့အချမ်းပြပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုချမ်း like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါရစေဗျာ